ကျမတိုက်ထဲမှာ तू ကရေချိုးနေရေချိုးခံငရင်ရလဲ3မိနစ်ပဲလှုပ်တာကိုကတော့ကိုတာတမိတော့ခေါ်တာပေါ့တားရေးဆိုခေါ်ရင်နဲ့အဲ့ဒီနားလေးကျွန်တော်ရောက်ရောတိုက်ကြီးရလဲဟုံးဆိုပြိုတော့ရေချိုးခန်းကြီးကလည်းပြိုတော့ तू ကပသွားတာကိုရေချိုးခန်းတယ်ကလေးလေးကတေတော့လေမပြေဘူးတိုင်လုံးကြီးနဲ့ခါချလိုက်တော့ခါပြတ်တော့လေနေရရင်တေတော့မတေသေးဘူးပေါ့နော်မပြီးမှဒီလမ်းရောက်မှတေတော့ကလေးလေးငယ်တုန်းကပုံလေးဒါငယ်လေးဒါလေးအကြီးလေးပေါ့ညီမတို့အိမ်ကတော့ဒီလိုလေးပေါ့ဗျာနှစ်ထပ်တိုက်ကလေးပစ္စည်းတော့ဒီတည်းကဘာတစ်ခုမှမရအောင်